မင်္ဂလာပါရှင်ကျမကတော့ Chain ECCD Network ရဲ့ Program Director ဒေါ်မမာကြီးဖြစ်ပါတယ်ရှင်ဒီနေ့ကျမတို့ကကလေးသူငယ်နဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်ကျမတို့ဒီနေ့ဆွေးနွေးကြရမယ့်အကြောင်းအရာကတော့ရှေးဦးကလေးသူငယ်ပြုစုရေးနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းမှာအရေးပါတဲ့ကဏ္ဍကနေပြီးတော့ပါဝင်တဲ့တုံညကနေ၈နှစ်အတွင်းမှာရှိတဲ့ ECCD ကလေးတွေအကြောင်းကိုကျမတို့ကဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်ကျမနဲ့တူကျမတို့ရဲ့မိတ်ဆွေဆရာမနဲ့မိတ်ဆက်ပေးပါစေရှင်ဆရာမရဲ့လုပ်ငန်းလုပ်နေတဲ့အကြောင်းအရာလေးရဲ့ဒီ Chain ECCD network ကနေပြီးတော့ဆရာမကိုဖိတ်ကြားတဲ့အခါမှာဆရာမရဲ့လက်ရှိ ECCD နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဆရာမက Hi-Fi ကနေပြီးတော့လဲ master ပြီးထားတယ်လို့ကျမတို့သိရှိရပါတယ် Israel နိုင်ငံကနေပြီးတော့ဆိုတော့ကျမတို့ကိုဝင်ညှပ်ပေးဖို့ရအတွက်ဒီနေ့ဆရာမလာနိုင်တဲ့အတွက်ကြောင့်မလို့ကျမတို့ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကျမကိုမေးဆက်ရမယ်ဆိုရင်တော့လေကျမနာမည်ကတော့ဗျက်ဆုံလို့ခေါ်တယ်ဒါပေမဲ့နှုတ်ဆုံလို့ပို့ခေါ်ကြတယ်ပေါ့နော်ကျမရဲ့တကယ်လုပ်ငန်းလုပ်နေတဲ့ area ကတော့ကလေးတငယ်ကာကွယ်စောင့်ရှောက်ရေးပါဒါပေမဲ့ဒီမှာကျမ2014လောက်ကနေစပြီးတော့မှကလေးတငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်နေတဲ့အစဉ်ခါတွင်းမှာပဲကျမဘာကိုတွေ့ရလဲဆိုတော့ရှေးဦးအရွယ်ကလေးပြုစုပြုထောင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုကဒီကလေးတငယ်ကာကွယ်စောင့်ရှောက်ရေးကိုအများကြီးထောက်ပံ့ဖြစ်နိုင်တယ်ကာဝယ်ပေးနိုင်တယ်ဆိုတာကျမတို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီပြောရမယ်ဆိုရင်တော့ coin နှစ်ဖက်လို့ပြော two side of the same coin ပေါ့နော်ဟိုဘက်ဒီဘက်ဒီအများကြီးကျမတို့မြန်မာနိုင်ငံမှာရှိတဲ့ကလေးတွေအများကြီးကိုဖွံ့ဖြိုးတိုးတက်ဖို့အတွက်အများကြီးထောက်ပံ့ပေးနိုင်လို့ရှိရင်ကျမတို့ကျမတို့အများကြီးကာကွယ်စောင့်ရှောက်နိုင်တယ်ဆိုတော့ကျမမြင်လာတဲ့ခါကျတော့ကျမကလုံနေရင်းနဲ့ပေါ့နော်ဒီကလေးတငယ်ကောက်ွယ်စောင့်ရှောက်ရေးလုပ်ရင်းနဲ့ကျမဒီအရန်ကိုစိတ်ဝင်စားပြီးတော့မှဝန်တာရှိလို့ကျမဒီ master ကိုတက်ရောက်တဲ့အကြောင်းရင်းဖြစ်တယ်ပေါ့နော်ဆိုတော့ကျမဒီဟာကိုရန် passionate လည်းဖြစ်တယ်ကျမအရန်ဝန်တာရှိတယ်မြန်မာပြည်မှာရှိတဲ့မိဘအတိုင်းကိုလည်းအရန်သိစေချင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီနေ့ဆရာမဖိတ်ကြားပေးတာလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဆရာမစီကနေပြီးတော့ကျမတို့ကအများကြီးတဲ့အစမ်းနေပြီးလို့ရှိရင်ကျမတို့မိဘတွေအတွက်တကယ်ကိုပဲဒီတုံညကနေပြီးတော့၈နှစ်ကာလမှာဘာကြောင့်အရေးကြီးတယ်လဲမိဘတွေကဘာတွေဝန်တာရှိတယ်လဲပြီးလို့ရှိရင်ဒီအသက်အရွယ်အပိုင်းခြားကိုဘာဖြစ်လို့များအရေးကြီးဆုံးကာလဆိုပြီးတော့သတ်မှတ်တာလေဆိုတဲ့အကြောင်းအရာလေးကိုဆရာမအနေငယ်ရှင်းပြလို့ရပါမလားဟုတ်ကဲ့ကျမတို့ကလေးတငယ်ဖွံ့ဖြိုးတိုးတက်ရေးလို့ပြောလို့ရှိရင်ကျမတို့ကလေးလို့ပြောလို့ရှိရင်ကိုနဲ့မဆိုင်တယ်လို့ခံစားရတယ်ပေါ့နော်လူကြီးတွေကဒါပေမဲ့လူတိုင်းရငယ်ကနေကြီးလာတာဘုတ်ဆိုပြီးတော့မှလူကြီးနဲ့မွေးလာတဲ့လူကြောင့်မရှိဘူးပေါ့နော်ဆိုတော့ဒါကကျမတို့အားလုံးမှာတာဝန်ရှိတဲ့အရာဖြစ်တယ်ဆိုတာကိုဒီမှာရှိတဲ့နားထောင်နေကြတဲ့မိဘကြီးကိုမောင်နှမတွေရောအားလုံးကိုကျမဒါကိုဖိတ်ခေါ်ခြင်းတယ်ပေါ့နော်ကျမတို့ဒါအရင်အရေးကြီးတဲ့အရာကိုပြီးတဲ့လူရှိလို့ရှင်လဲကျမတို့နောက်ထပ် reminder အနေနဲ့ရောပြီးလို့ရှင်မတည်သေးတဲ့မိဘတွေအနေနဲ့ရောကျမတို့ပြန်ပြီးတော့မှလေကျမတို့ရဲ့တာဝန်တွေကိုပြန်ပြီးတော့မှယူကြရအောင်ဆိုပြီးတော့မှပထမအဆုံးကျမဖိတ်ခေါ်လိုပါတယ်ကျမတို့ဒီမှာကဟုတ်ခုနဆရာမမေးတဲ့မိကွန်းဆက်ပြည့်မယ်ဆိုရင်ကျမတို့ဒီကလေးတငယ်ဖွံ့ဖြိုးတိုးတက်မှုပေါ့နော်အဲ့ဒီဖွံ့ဖြိုးတိုးတက်မှုခန္ဓာပေါင်းစုံရှိတယ်ဆရာမဟုတ်ကဲ့ခန္ဓာပေါင်းစုံရှိတယ်ခန္ဓာကိုယ်ဖွံ့ဖြိုးမှုရှိမယ်အုံနောက်မို့လို့ရှိရင်အသိဉာဏ်ဖွံ့ဖြိုးမှုရှိမယ်ပြီးလို့ရှိရင်ဒီဘာသာစကားပေါ့နော် language ဖွံ့ဖြိုးတိုးတက်မှုရှိမယ် social ဆိုတာကလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးပေါ့နော်နောက်တစ်ခုက emotional စိတ်ခံစားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဆိုပြီးတော့မှချို့တွေကကြတော့ဒီ moral development ကိုလည်းသူတို့ဒီအမှားမှန်ခွဲခြားသိမြင်နိုင်တဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုပြီးတော့မှတချို့တွေကကြတော့ထည့်တာရှိရပေါ့နော်ဒါပေမဲ့ဒီကဏ္ဍတွေအကုန်လုံးကဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ဖို့အတွက်အရင်အရေးကြီးပါတယ်ဟုတ်ကဲ့ဆိုတော့ဒီမှာကကျမတို့အဲ့ဒါမှအကုန်လုံးကိုဟန်ချက်ညီဖွံ့ဖြိုးတိုးတက်မှပဲကလေးကဖွံ့ဖြိုးတိုးတက်တယ်လို့ကျမတို့ကခံယူလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာမပြောတဲ့အထဲမှာကျမတို့တွေကဒီကလေးတွေကိုဘက်ဆုံးเนาะသူ့ရဲ့အသက်အရွယ်အပိုင်းခြားမှာကြီးထွားဖို့ရအတွက်တကယ်ကိုပဲအရေးကြီးတယ်လို့ပြောသွားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကလေးသူငယ်ဘက်စုံဖွံ့ဖြိုးဖို့ရာအတွက်ကျမတို့တွေကဘယ်လိုမျိုးလုပ်ရမလဲနောက်တစ်ခုကဒီအသက်အရွယ်မှာဘာဖြစ်လို့အရေးကြီးဆုံးလို့ဖွံ့ဖြိုးဖို့ပေါ့နော်ဒီဘက်စုံဖွံ့ဖြိုးဖို့ကိုကျမတို့ဘယ်လိုပံ့ပိုးပေးရမလဲပြီးလို့ရှိရင်ဒီ
ဒီအသက်အရွယ်ဟာလူဘဝရဲ့အရေးကြီးဆုံးကာလပေါ့နော်ပြီးလို့ရှိရင်လူဘဝမှာဒီအသက်အရွယ်ဟာတကယ်ကိုပဲရင်းနှီးမြှုပ်နှံတဲ့ကာလအရေးကြီးဆုံးဖြစ်တယ်ဆိုတဲ့ဟာလေးကိုလည်းကျမတို့ကပြောကြတယ်ပေါ့နော်ဒါကြောင့်ဘာကြောင့်အဲ့လိုပြောတာလဲဆိုတဲ့ဟာလေးကိုရှင်းပြလို့ရမလားဆိုတော့ခုနကဆရာမပြောသလိုမျိုးပဲပေါ့နော်0 to 8ကဒါအရေးကြီးတယ်ပေါ့ ECCD လို့ဒါသတ်မှတ်ထားရပါတော့။ဘာဖြစ်လို့သတ်မှတ်ထားလဲဆိုတော့ तू ကဒီဟာက window opportunity လို့ခေါ်ကြတယ်ပေါ့နော် period ကအရန်ကိုအရန်အရေးကြီးတဲ့ကာလပေါ့။ကျမတို့အိမ်တအိမ်ကိုစောက်တော့မယ်ဆိုရင်10ဓာတ်အိမ်စောက်ချင်လို့ရှင်ကျမတို့10ဓာတ်အတွက်ကိုကျမတို့က foundation ချရတယ်။ဟုတ်ကဲ့ပါ။တစ်ထပ်အတွက်ထားပြီးတော့မှတစ်ထပ်အတွက်ပဲချပြီးတော့မှကျမတို့က10ဓာတ်ကိုစောက်လို့မရအောင်။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးသာဆိုရင်ကျမတို့ကအိမ်ကြီးပြိုမှာပေါ့နော်။ဟုတ်ပါတယ်။အဲ့လိုမျိုးပဲကျမတို့ကမိဘတွေတိုင်းကသားသမီးတွေကိုဖြစ်စေခြင်းနဲ့ပညာတတ်တွေဖြစ်စေခြင်းနဲ့လူတော်လူကောင်းတွေဖြစ်စေခြင်းကြတယ်။မဖြစ်စေခြင်းနဲ့မိဘတွေမရှိဘူး။ဒါပေမဲ့ကျမတို့ foundation ကကောဘယ်လောက်ထိချပြီးပြီလဲဘယ်လူတော်လူကောင်းထိချတာလားမဟုတ်လို့ရှိရင်မချမိတာလားပေါ့နော်ဟုတ်ကဲ့ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုကဒီရှစ်နှစ်ကာလအတွင်းမှာကျမတို့ခုနကပြောတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကဒီခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုဒီအုံနောက်ပြီးလို့ရှိရင်သိဉာဏ်ဖွံ့ဖြိုးတိုးတက်မှုပြီးလို့ရှိရင်ဘာသာစကားဖွံ့ဖြိုးတိုးတက်မှုเนาะပြီးလို့ရှိရင် social development ဆိုလူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အရာဖွံ့ဖြိုးတိုးတက်မှုပေါ့เนาะပြီးလို့ရှိရင်စိတ်ခံစားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဒါတွေအားလုံးကို orchestrate လုပ်နေတာပေါ့เนาะဒီကဲကိုဒီဟာတွေအားလုံးကိုတေချာဟန်ချက်ညီညီထိန်းချုပ်တာကအုံနောက်ဟုတ်တယ်ဆိုတော့ဒီအုံနောက်ကကြတော့တိုးတက်မှုကအရန်အရေးကြီးတယ်ဆိုတော့ဒီကမိဘတွေကိုပေါ့နော်ကျမမေးလို့ရှိရင်ကဲဟုတ်ပြီကိုသားသမီးတွေကဒီကျမတို့ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်လို့ရှိရင်ကျမတို့ဒီချိန်ထိဆိုရင်ဆရာမနဲ့ကျမဆိုရင်မဖွံ့ဖြိုးတော့ဘူးလေနော်ဟုတ်ပါတယ်အရက်မရှိတော့ဘူးနော်ဒီမကြီးထွားလာတော့ကြီးတော့ကြီးထွားမယ်ကြီးတော့ကြီးပဲဖွံ့ဖြိုးလာဆိုတော့ဒါကအပိုင်းခြားရှိတယ်အဲ့ဒါလိုမျိုးပဲဒီအမိဘတွေကိုကျမမေးလို့ရှိရင်လေကဲဟုတ်ပြီကိုသားသမီးတွေရဲ့အုံနောက်ဖွံ့ဖြိုးတိုးတက်မှုကဘယ်ချိန်ထိလဲလို့မေးလို့ရှိရင်တချို့တွေကပြောကောင်းပြောမယ်ကျွန်မတင်တဲ့တော်တော်များများမှာတွေ့ရတယ်တက်90အထိ90အထိ20အထိပြောတဲ့လူတွေရှိတယ်ဆိုတော့ဒါကမမကိုကျွန်တော်တို့မသိလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီခေါင်းထဲမှာရှိတဲ့အုံနောက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအောစရာကောင်းတာ0 to 3 3နှစ်အထိက80%ဖွံ့ဖြိုးပြီးသွားပြီ90အထိက9နှစ်လောက်ကျန်90အထိဖွံ့ဖြိုးပြီးသွားပြီဆရာမဆိုတော့နော်တကယ်ကိုပဲကျောင်းပေါ်ဆရာကျမတို့မိဘတွေထင်ထားတာကကြတော့သူတို့ကကျောင်းမှာစာသင်မယ်နော်ပညာသင်တယ်ဆိုလို့ရှိရင်သူတို့အုံနောက်ကသင်တဲ့ပုံမှာပဲတဖြည်းဖြည်းကြီးထွားလာမယ်ဖွံ့ဖြိုးလာမယ်ထင်တာပေါ့နော်ဒါပေမဲ့လို့အခုဆရာမပြောတဲ့ထဲမှာဆိုလို့ရှိရင်မိဘတွေကသားသမီးတွေရဲ့အုံနောက်ဟာမွေးစားကနေပြီးတော့3ညကနေပြီးတော့3နှစ်မှာ80%เนาะ9နှစ်10နှစ်လောက်မှာ90%လို့ဆိုရင်ဘဝတသက်တာအတွက်သုံးသွားရမယ်အုံနောက်ဆဲလေးဟာအဲ့ဒီအချိန်မှာကျမတို့က window period ပေါ့เนาะကျမတို့ရဲ့ဖွံ့ဖြိုးတိုးတက်ဆုံးအချိန်ဆိုပြီးတော့ပြောသွားတာဟာမိဘတိုင်းအတွက်တကယ်ကိုဒီအရာဟာတိဖို့နဲ့เนาะအရန်အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်ဆိုတဲ့ဟာလေးကိုလည်းဆရာမဖော်ပြတဲ့အတွက်ကြောင့်မလို့အများကြီးမိဘတွေအတွက်အရန်အကျိုးရှိမယ်လို့ခံစားရပါတယ်ဆရာမကျေးဇူးတင်ပါတယ်ဆက်ပြောပြီးပါဆရာမဟုတ်ကဲ့ဆိုတော့သူကဘာနဲ့တူလဲဆိုတော့ကျမတို့ကများသောအားဖြင့်ကျမတို့မိဘတွေရောပြီးလို့ရှိရင်ကလေးတွေကိုပြုစုစောင့်ရှောက်တဲ့လူတွေရဲ့စိတ်ထဲမှာကဒီခွက်ထဲမှာရေထဲဖို့ပဲတည်တယ်ဟုတ်ပါတယ်ခွက်ကဘယ်လောက်ထိဘယ်အရွယ်အစားထိဆိုတာကိုကျမတို့ကသေးကြီးကျမတို့ကထည့်ကျင်တာကိုပဲသိတယ်ပေါ့နော်ဆိုတော့ကျမတို့များလိုချင်ရင်တော့ဒီခွက်ကိုတော့ကြီးဖြစ်အောင်တော့ကျမတို့လုပ်ရမယ်ပေါ့နော်ဆိုတော့ဒီဟာကအဲ့ဒါအကြောင်းမလို့လဲ तू က brain development အတွက်အရန်ကို critical period ပေါ့နော်ရန်အရေးကြီးတဲ့အချိန်ကာလမလို့ window opportunity ဆိုပြီးတော့မှဒါဒီပညာရှင်တွေကမှတ်သားထားတာဖြစ်တယ်ပေါ့နော်ဆိုတော့မိဘတွေအနေနဲ့ကထဲဖို့ပဲသိတယ်ဒီခွက်က
အခွက်ကိုဘလို့မျိုးဘလောက်အကြီးကြီးထိဆွဲဆန်းလို့ရတယ်ဆိုတာကိုမိဘတွေကသိဖို့အရေးကြီးတယ်ကျမတို့လက်ထဲမှာရှိတယ်ကိုထိန်းသူတွေရဲ့လက်ထဲမှာမိဘလို့ကျမပြောတဲ့ခါကြလို့ရှိရင်မွေးမိခင်ဖခင်တွေပဲမဟုတ်ဘူးကလေးကိုပြုစုစောင့်ရှောက်တဲ့လူတိုင်းပေါ့နော်အဲ့ဒါကိုဒါဒီခွက်ကကြီးဖို့အတွက်အုံနောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကျမတို့ဘာမှတာဝန်ရှိတယ်ဘလို့မျိုးဖွံ့ဖြိုးတိုးတက်အောင်ကျမတို့ဘာတွေလှုပ်ဆောင်မလဲဆိုတာဒီနေ့တော့ကျမတို့ဒီမှာတော့မပြောသေးဘူးပေါ့နော်ဒီမှာကအရန်ကိုဆက်မယ်ပေါ့နော်ဆိုတော့ဒါဒီနေ့ကတော့အုံနောက်ဖွံ့ဖြိုးတိုးတက်မှုကအရန်အရေးကြီးတယ်ကျမတို့လက်ထဲမှာရှိတယ်ဘယ်လိုမျိုးလောက်ကြမလဲဘယ်လိုရေမျိုးလောင်းကြမလဲเนาะဘယ်လိုမျိုးလေးတွေလောက်ကြမလဲဆိုတာဟာကျမတို့နောက် talk တွေကြာရင်ကျမတို့ပြောဖြစ်မယ်ဒါပေမဲ့ဒီချိန်မှာတော့အုံနောက်ဖွံ့ဖြိုးတိုးတက်မှုကတကယ်ကိုအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကို window opportunity ဆိုပြီးတော့မှဒီမှာကျမတို့ဒီအရန်အရေးကြီးတဲ့အချိန်ကာလအဲ့ဒါကြောင့်မလို့ကျမတို့ဒီမိဘတိုင်းကိုသိစေချင်တဲ့အတွက်ကြောင့်မလို့ကျမတို့ဒါကိုပြောရတဲ့အကြောင်းဟုတ်ကဲ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဆရာမပြောတဲ့အကြောင်းအရာတွေကိုနောက်ထပ်နော် episode တွေလာတဲ့အခါကြလို့ရှိရင်လည်းမိဘတွေအတွက်အများကြီးအကျိုးရှိမယ်လို့ခံစားရပါတယ်အခုဒီကာလကိုဘာကြောင့်အရင်အရေးကြီးတယ်လို့ပြောတာလေဒီကာလမှာမိဘတွေကယဉ်နှီးမြုပ်နှံမှုပေါ့နော်ဆိုတော့ဒီအသက်အရွယ်မှာကလေးအပေါ်မှာပေးဆက်လိုက်ရတဲ့ယဉ်နှီးမြုပ်နှံမှုတွေဟာအရေးကြီးတယ်ဆိုတဲ့ဟာကိုလည်းကျမတို့ကကြားသိနေရတယ်ပေါ့နော်ဆိုတော့အဲ့ယဉ်နှီးမြုပ်နှံမှုနဲ့ပတ်သက်ပြီးလို့ရှိရင်ဘာကြောင့်အရေးကြီးတာလဲဆိုတဲ့ဟာလေးကိုပြောပြလို့ရမလားဟုတ်ကျမခုနကတော့ကျမနည်းနည်းတော့ပြောသွားတယ်ပေါ့နော်အိမ်တအိမ်ဆောက်ဖို့အတွက်ဒီဟာ foundation လူတယောက်အတွက် foundation မိသားစုအတွက် foundation နိုင်ငံအတွက် foundation အသင်းတော်အတွက် foundation ဒါတွေအားလုံးဟာဟိုတကယ်အရန်အရေးကြီးတဲ့ဟို investment ပေါ့နော်ကျမတို့အဲ့ဒီဟာကိုယဉ်နှီးမြုပ်နှံမှုကိုကျမတို့ညာသွားအဖြစ်မိဘတွေမြင်တာကကလေးကစပြီးတော့မှစကားပြောတတ်ကာစားပြီးလို့ရှင်ပညာစတင်ပြီဆိုတာနဲ့ကျောင်းစာကိုပညာလို့ပဲထင်ကြတဲ့ကျမတို့မိဘတွေမြောက်များရှိတယ်အသိပညာလို့ပဲဒီစာတင်တဲ့စာအုပ်ပေါ်မှာတင်တဲ့ဟိုဒီစာတွေကိုပဲပညာလို့ကျမတို့အများကြီးအထင်အမြင်မှားရှိတယ်ပေါ့နော်အတန်းပညာနဲ့ကျမဆိုလို့ကျင်တာအတန်းပညာနဲ့အသိပညာပေါ့နော်ဆိုတော့ကျမတို့ကဒါဟိုဒါတောင်မှနည်းနည်းလေးအတန်းကြီးမှပို့ပြီးတော့မှဂယုစိုက်တာတော့ပေါ့နော်แต่နည်းနည်းကြီးလာမှဂယုစိုက်တာတော့ပြီးလို့ရှိရင်ကလေးကကျမတို့နိုင်ငံမှာဆိုရင်10တန်းဆိုတာတကယ်ကိုတို့ဒီကိုရီထင်ထားတာကပေါ့နော်10တန်းကဘဝကိုဆုံးဖြတ်တော့မဲ့ပုံစံမျိုးနဲ့ကျမတို့ထင်တာအဲ့10တန်းသာဘဝဆုံးဖြတ်မယ်ဆိုရင်လေဆရာမကျမလည်းဒီလိုမျိုးနေရာရောက်ဖြစ်မှာမဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့10တန်းကိုအောင်ယုံနေမဲ့အောင်လာခဲ့တဲ့လူပေါ့နော်ဆိုတော့ဒါကျမပြောချင်တာဒါငငယ်လေးတွေကနေ invest လုပ်တင်တယ်ပေါ့နော်ဒီကျမတို့ဒီအခုဒီ Nobel ဆုရှင်ပေါ့နော်ဒီစီးပွားရေးပညာရှင်ပေါ့ဒီ US မှာရှိတဲ့အဲ James Heckman ဆိုတဲ့တယောက်ကဘယ်လိုလေးရေးထားလဲဆိုဒေါ်လာ$1ကိုယင်းနှီးမြုပ်နှံတာနဲ့ဒီ$ယင်းနှီးမြုပ်နှံလို့ရှိရင်$4 ချက် between $4 ချက်ဘယ်လိုရှိရင်16ချက်ပြန်ရတယ်ဒီ early childhood မှာ invest လုပ်လို့ရှိရင်ဆိုတော့တချို့မိဘတော်တော်များများကဘယ်မှာစပြီး invest လုပ်လဲဆိုတော့10တန်းတို့ကျမတို့ခုန10တန်းပြောတဲ့အတိုင်း10တန်းတို့ရောက်တဲ့ခါကျမှသူက10တန်းတို့9တန်းတို့ရောက်တဲ့ခါကျမှအိုး10တန်းရောက်တော့မယ်နော်10တန်းရောက်တော့မယ်အဲ့ဒါဆိုတော့ရှိသမျှကိုပုံအောပြီးတော့မှအဆောင်တွေမှာထားကြတယ်နော်ဆိုတော့ကျမတို့ကဘာနဲ့တူသွားလဲဆိုတော့ငယ်တုန်းမှာတော့လေငယ်တုန်းမှာတော့သူငယ်တန်းမှာတော့အင်းစားပါလားနော်တားเจ้าမှာဗာတင်ခဲ့လဲတမီเจ้าမှာဗာတင်ခဲ့လဲနော်ဘလို့ရှိရင်လဲဒီဂယုစိုက်မှုပေါ့အိမ်မှာကတင်ချာဆိုတာကလေတင်ချာဆိုတာကစာထဲမှာတစ်အပေါင်းတစ်ညီမချင်းနှစ်ဆိုတာတင်ချာမဟုတ်ဘူးကျမတို့ကခွက်ဒီခွက်တစ်လုံးဒီနှလုံးဒါကနှစ်ဆိုတာကတင်ချာဆိုတော့ကျမတို့ကဘာကိုစပြီးတော့မြင်လဲစာပဲမြင်တယ်ဒါပေမဲ့ဒီမိဘတွေနဲ့အခြေခံပေါ့နော်မိဘတွေနဲ့နေစဉ်အတွင်းမှာဂယုဆိုင်မှုနော်သမီးဘလို့နေလဲသားဘလို့နေလဲဝမ်းနဲ့နေလားပြောနေလားကျမတို့ဂယုမဆိုင်ဘူးနောက်မှကြီးလာတဲ့ခါကျမှကျမတို့အဲ့ဒါတွေ invest လုပ်ရတဲ့ဟာတွေကအဲ့ဒါတွေကရောင်းမြန်ဖြစ်သွားပြီဆိုတဲ့ဟာလိုမျိုးကိုမိဘတွေရောက်စီတိုင်းကိုပြောချင်တယ်ဟုတ်ကဲ့ပါရှင်ပြီးလို့ရှိရင်ကျမတို့က
ဒီဟာကစီးပွားရေးပညာရှင်ပြောနေတာဖြစ်တယ်ပေါ့နော်နိုင်ငံတော်တော်များများကရှေ့ဥရွယ်ကလေးတငယ်ပြုစုစောင့်ရှောက်ရေးမှာ investment တွေတော်တော်များများပေးတဲ့နိုင်ငံတွေမြောက်များစွာရှိတယ်အဲ့ဒီမှာပဲကမ္ဘာပေါ်မှာဆိုရင်ဖင်လန်တို့ဆွီဒင်တို့နော်ဝေးတို့ကလုံးဝကိုရှေ့ပြေးနေတယ်သူတို့တွေကသူတို့နိုင်ငံတွေဆိုရင်လည်းဒီကဲကိုဘယ်လိုပြောမလဲပွင့်ပြိုးတိုးတက်တဲ့နိုင်ငံတွေဖြစ်တယ်လူများအားကျတဲ့နိုင်ငံတွေဆိုတော့ဒီနိုင်ငံတွေကမိဘတွေပဲမဟုတ်ဘူးနိုင်ငံကိုကဒီကျမတို့ investment လုပ်တာပေါ့နော်ဆိုတော့ကျမတို့ကကဲနိုင်ငံအနေနဲ့အစင်မပြေသေးဘူးဆိုပါစို့နိုင်ငံအနေနဲ့ကျမတို့ကအခုလောလောဆယ်မှာကတော့အစင်မပြေသေးဘူးအဲ့ဒါဆိုရင်တော့ကျမတို့မိဘတွေနဲ့ကောဘာတွေပေးလို့ရမလဲမိဘတွေအနေနဲ့ကကိုသားသမီးပေါ်မှာဒီ window opportunity တွေမှာဘယ်လောက်များဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဘယ်လောက်များရင်းနှီးမြှုပ်နှံမှုဟုတ်တယ်ဘယ်လောက်များရင်းနှီးမြှုပ်နှံမှုပေးပြီးသွားပြီလဲကျမတို့ဒီလိုမျိုးရင်းနှီးမြှုပ်နှံမှုလို့ပြောတဲ့ခါကျတော့ငွေကြေးအများကြီးကိုလည်းပြောတာမဟုတ်ဘူးဒီကချစ်ချင်းမြတ်တာနှွေးထွေးမှုပြီးလို့ရှိရင်ဂရုစိုက်မှုနဲ့အချိန်เนาะချစ်ချင်းမြတ်တာနှွေးထွေးမှုဂရုစိုက်မှုပြီးလို့ရှိရင်အချိန်เนาะဆိုတော့ဒီဟာတွေကတချို့မိဘတွေကရှိတယ်။အော်ကျမကစာမတက်ဘူးကျွန်တော်ကစာမတက်ဘူးမာစတာမရဘူးเนาะ10တန်းမအောင်ဘူးဒါပေမဲ့ဂရုဆိုင်မှုသားပြန်လာလို့ရှိရင်သမီးပြန်လာလို့ရှိရင်သမီးပါတင်ခဲ့လေသားပါတင်ခဲ့လေကျောင်းမှာဘလို့နေလေအိမ်စာရှိလားအဲ့လိုမျိုးမေးဖို့အတွက်ကောကျမတို့မှာမာစတာဘွဲ့လိုအပ်လားမလိုဘူးနော်10တန်းအောင်ကြလည်းမလို့ဒီစကားလေးပြောဖို့ဟုတ်ပါတယ်ချစ်ချင်းမြတ်တာပြဖို့ကောဘာတွေလိုအပ်လဲမာစတာဘွဲ့မလိုပါဘူးနော်ဆိုတော့ပေးနိုင်တယ်ကျမတို့စီမှာရှိတဲ့အရာတွေပဲအကုန်လုံးပေါ့နော်အဲ့ဒါတွေများဒီ window opportunity တွေမှာကျမတို့များဒါ invest လုပ်နိုင်မယ်ယင်းနှီးမြှုပ်နှံမှုပေးနိုင်မယ်ဆိုရင်ကျမတို့မိသားစုเนาะပထမဦးဆုံး benefit ဖြစ်တာကကလေးဟုတ်ကဲ့ဒုတိယကမိသားစုပြီး society ပေါ့နော်ကျမတို့အသင်းတော်တွေရှိမယ်ကျမတို့ပတ်ဝန်းကျင်တွေရှိမယ်ပြီးလို့ရှိရင်ကျမတို့နိုင်ငံပြီးရင်တကဘာလို့ပို့ပြီးတော့မှအကျိုးမပြုတ်ဘူးလားပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆမတကယ်ကိုပဲဆမပြောသွားတဲ့အထက်မှာယင်းနှီးမြုပ်နှံမှုဆိုတဲ့ဟာကမိဘတွေအတွက်တကယ်ကိုပဲဒီကာလမှာပေါ့နော်ပေးလိုက်ရတဲ့ယင်းနှီးမြုပ်နှံမှုဟာသူတို့ရဲ့ဘဝတစ်ခုလုံးစာအတွက်အရေးကြီးဆုံးဖြစ်တယ်ဒီယင်းနှီးမြုပ်နှံမှုဟာဆရာမရဲ့ဒီတင်ပြချက်အပေါ်မှာပြောပြသွားတာမိဘတိုင်းလည်းအကုန်လုံးကသဘောပေါက်ပြီးတော့အရေးကြီးတယ်ဆိုတဲ့ဟာကိုလက်ခံသိရှိရမယ်လို့မျှော်လင့်ပါတယ်ရှင်အခုဆက်လက်ပြီးတော့ဆရာမအနေနဲ့ဒီ ECCD နဲ့ပေါ့နော်ဒီကလေးသူငယ်ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးတော့ဆရာမရဲ့ဒီကျမတို့နိုင်ငံမှာပဲမဟုတ်ဘူးသူများနိုင်ငံမှာတွေရောဘာတွေကိုလှုပ်ဆောင်သွားတယ်လဲပြီးလို့ရှိရင်ကျမတို့နိုင်ငံအနေထားမှာရောဒီကလေးသူငယ်ဖွံ့ဖြိုးရေးကဏ္ဍမှာဘယ်လိုတွေရှိတယ်လဲဆိုတဲ့ဟာလေးကိုရှင်းပြလို့ရမလားဟုတ်ကဲ့ကျမတို့နိုင်ငံကလေ2014တုန်းကလေဆရာမလည်းသိမယ်ထင်တယ် ECCD policy ကိုတော့ရေးဆွဲခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ဒီမြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့မိဘတွေမသိလို့ရှိရင်လည်း online ကနေပြီးတော့မှလေကျမတို့ဒီမှာဆရာမကြီးစီကိုလည်းတောင်းရင်ရပါတယ်လို့ကျမတို့ဒီ soft copy ပေါ့နော်policy တွေနည်းဥပဒေတွေကျမတို့ကဘာတွေချမှတ်ခဲ့လဲဆိုတဲ့ဟာပေါ့နော်အဲ့ဒါတွေကဒီရေးကြီးရပေါ့နော်ကျမတို့နိုင်ငံအတွက်လည်းအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်နောက်တစ်ခုကကြတော့ဒါကျမတို့ဒီ ECCD ကိုပြောတဲ့ခါကြလို့ရှိရင်ဒါfoundation မို့လို့အရေးကြီးတယ်အဲ့ဒီပိုင်းနောက်အရေးမကြီးတာလို့ပြောတာတော့မဟုတ်ဘူးပေါ့နော်ပြောချင်တာဒါ foundation ဆိုတော့မိဘတွေကနားလည်မှုလွဲသွားမှဆိုလို့ပေါ့နော်10နှစ်အထိပဲပြီးရင်တော့ bye bye ဆိုတော့ပြီးတော့မှလုံးမှဆိုလို့အဲ့ဒါကတခါကြလို့ရှိရင်ယင်းနှိမ့်မြုပ်နှံမှုကဘယ်လောက်ရေးကြီးလဲဆိုတော့ကျမတို့ကတချို့ထူးချွန်တဲ့သားသမီးတွေကိုတွေ့လို့ရှိရင်ကျမတို့အရန်အားကြတယ်ဒါပေမဲ့နောက်ွယ်မှာလေမိဘတွေဘယ်လောက်ထိယင်းနှိမ့်မြုပ်နှံလဲဆိုတော့ကျမတို့မမြင်ဘူးပေါ့နော်ဟုတ်ပါတယ်ဆိုတော့တော်တော်များများမိဘတကယ်ကိုတော်တဲ့တကယ်ကိုထူးချွန်တဲ့လူတိုင်းရဲ့နောက်မှာလေဒီလိုတကယ်ကိုပံ့ပိုးပေးတဲ့ပြုစုမျိုးထောင်နေပေါ့နော်မိသားစုတွေရှိတယ်ဆိုတာလေကျမတို့ဒီရက်ွက်ပြထားလို့မရဘူးเนาะဟုတ်ကဲ့နောက်တစ်ခုကလေကျမတို့ကအခုမှ ECCD ဆိုပြီးတော့မှလေ2022ကျရင်ကျမတို့အရန်ပြောနေတာဒါပေမဲ့1550နေတုန်းက Saint Francis Xavier ကတွေ့ထားပြီးသားသူကပြောလဲဆိုတော့ကလေးကို10နှစ်ထိပဲပေါ့နော်သူ့ကို
ပေးလိုက်ပါသူကောင်းကောင်းပြုစုပြုထောင်ပေးမယ်ပေါ့ပြီးရင်အဲ့ဒီနောက်ပိုင်းကကြတော့သူစိတ်ချတယ်ပေါ့နော်သူပြောချင်တာဆိုတော့1500လောက်ကလေးကနေပြီးတော့မှလေအဲ့ဒီရာစုကလေးကနေပြီးတော့မှဒီတကယ်ကိုပညာရှင်တွေကတွေ့လာတာဖြစ်တယ်ဆိုတော့ကျမတို့ဒီကမိဘတွေကိုကျမဘာဖိတ်ခေါ်ချင်တာလဲဆိုတော့လေကျမတို့နောက်မကြသေးဘူးစားရအောင်เนาะစားရအောင်ဟုတ်ကဲ့ပါအခုရေတွင်းတူးပြီးတော့မှရေကြီးတောက်လို့တော့မရအောင်ပေါ့เนาะခါကြလို့ရှင်ကျမတို့ခုဒီခေတ်က instant kit coffee ဆိုရင်လည်းမရေနွေးနဲ့ဖြော်လိုက်ရုံနဲ့ကျမတို့က3မိနစ်ပဲစောင့်ပါ3မိနစ်ပဲစောင့်ပေါ့ခောက်ဆွဲဆိုလဲအဲ့ဒါပဲ ECC တွေနဲ့တော့မရဘူးရှင် human resource နဲ့တော့မရဘူးเนาะကျမတို့ကဟိုအချိန်ပေးရမယ်ရင်းနှီးမြုပ်နှံရမယ်ဟုတ်ပါတယ်အနည်းဆုံး10နှစ်ဟုတ်တယ်ဆိုတော့ဒီနှစ်က2020နှစ်ဆိုတော့2030လောက်ပေါ့အဲ့လောက်ကြာရင်တော့ကျမတို့ဒီချိန်စရင်ပြောတာเนาะဒီနှစ်စရင်ပြောတာအဲ့ဒါဆိုရင်တော့ကျမတို့ဟုတ်ကဲ့ပါနောက်10နှစ်လောက်ဆိုရင်တော့ကျမတို့အတိပွင့်စားရတော့မှာပေါ့เนาะဆိုတော့ဒီအတိပွင့်ကစားရင်ချိုးတယ်ဒါပေမဲ့လုံတဲ့ခါကျရင်မလွယ်ဘူးเนาะမလွယ်ဘူးအဲ့ဒါကိုမိဘတွေကိုပြန်ပြီးတော့မှလေ challenge လုပ်ချင်တယ်စိန်ခေါ်ချင်တယ်ပေါ့နေ့တူကကလေးတွေနဲ့ကလေးကိုပြုစုစောင့်ရှောက်နေတဲ့မိဘတွေသဘောပေါက်လိမ့်မယ်မလွယ်တော့မလွယ်ပါဘူးဒါပေမဲ့ရှင်းနှစ်ဆိုတဲ့နှစ်ကခဏလေးတွေနဲ့ကုံသွားမှာပါเนาะကုံသွားမှာပါအဲ့ဒီကုံသွားတဲ့ဟာကိုအလတ်တက်ကုံသွားဖို့အတွက်အရန်နှမျိုးစရာကောင်းပါတယ်ပြီးလို့ရှိရင်ကျမတို့ကတိုးတက်ချင်တယ်တိုးတက်ချင်တာအင်ဂျီဟီးပြီးတော့မှတိုးတက်နေတာကတိုးတက်ဒါရတိုးတက်မှုတစ်ခုလို့ပဲမြင်လို့ရမယ်ဒါပေမဲ့ဟိုအရေးကြီးဆုံးကလူအရေးမြင့်ဖွံ့ဖြိုးတိုးတက်မှုတရားရေးကြီးရယ်ဟုတ်ကဲ့စင်ကာပူနိုင်ငံကိုကြည့်ဟုတ်တယ်လူတွေကိုပဲသူရင်းနှီးမြုပ်နှံတာမြန်မာပြည်မှာရှိတဲ့ပညာတတ်တွေကိုသူခေါ်တယ်ပြီးလို့ရှိရင်မြန်မာပြည်ကပညာတတ်တွေကိုခေါ်ပြီးတော့မှ nurse တွေတက်ခိုင်းတယ်ပေါ့သူတို့အဲ့ပညာတွေကိုသူတို့ကဟိုအဲ့ပညာတွေနဲ့သူတို့ကဟိုဘယ်လိုပြောမလဲသူတို့စီကနေတိဆောက်သွားတယ်ပေါ့နော်ဆိုတော့ကျမတို့စီမှာရှိနေတယ်ကျမတို့စမ်းစာထဲမှာလည်းပြောထားတယ်ဒီ silent တစ်နှစ်ခွန်ပေါ့နော်3ထဲမှာဒါဖျားသခင်ပေးတဲ့စုကျေးဇူးပေါ့နော်ကလေးတွေသားသမီးတွေဖွားမြင်တဲ့စုကျေးဇူးဆိုတော့ကျမတို့ကဒီဖျားပေးတဲ့အမွေဥစ္စာတွေပေါ့နော်အဲ့ဒါလေးတွေကိုကျမတို့တေချာပြုစုပြောထောင်ဖို့အတွက်ဖျားသခင်ကျမတို့ကိုတာဝန်ပေးထားတာဖြစ်တယ်အဲ့ဒါတွေကိုလည်းကျမတို့မိဘတွေအနေနဲ့ပေါ့နော်ဝန်တာအနေနဲ့ဒါတကယ်ကို stewardship အနေနဲ့ဖျားပေးထားတဲ့ဒီကလေးတွေပေါ့နော်ဒီ resource လေးတွေကိုအုံနောက်ဖွံ့ဖြိုးတိုးတက်အောင်ဖွံ့ဖြိုးတိုးတက်တဲ့အုံနောက်အများကြီးမွေထုတ်ရအောင်ပေါ့နော်ကျမတို့နိုင်ငံကိုတစ်ဖက်တစ်လမ်းကနေပြီးတော့မှလေတိဆောက်တဲ့ခါကြလို့ရှင်ကျမတို့အများကြီးလုံနိုင်ကြမှာလုံနိုင်မယ်ဒါပေမဲ့ကျမတို့လက်လန်းမိနိုင်တဲ့အိမ်မှာရှိတဲ့ကိုယ်မှာရှိတဲ့သားသမီးလေးတွေကိုပြုစုပြောထောင်နေရင်းနဲ့ပေါ့နော်ကျမတို့ကျမ်းမာတဲ့နိုင်ငံကျမ်းမာတဲ့မိသားစုကျမ်းမာတဲ့လူကျမ်းမာတဲ့မိသားစုကျမ်းမာတဲ့အသင်းတော်ကျမ်းမာတဲ့လူမှုတိုင်းဝိုင်းကိုကျမတို့ကတည်ထောင်နိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်မလို့မိဘတွေကိုဖိတ်ခေါ်ခြင်းနဲ့စိတ်လဲစိတ်ခေါ်ခြင်းနဲ့ရှင်နဲ့ဆယ်နဲ့ကျမတို့ယဉ်နှီးမြုပ်နှံရအောင်ပြီးရင်ယဉ်နှီးမြုပ်နှံလို့မှအသီးပွင့်မရဘူးဆိုရင်တော့ဒါကျမတို့ယဉ်နှီးမြုပ်နှံမှုလို့မှအသီးမွေးမရလို့ရှင်တော့ကျမတို့တယောက်စီကိုထုချေလာပြန်တောင်းလို့ရတယ်ပေါ့နော်ဆိုတော့ဒါတွေကတကယ်ကိုကျမတို့ပြောတာမဟုတ်ဘူးတကယ်ကိုပညာရှင်အားလုံးပူးပေါင်းပြီးတော့မှကျမတို့ခုနကပြောသွားတဲ့နိုင်ငံနော် Finland Sweden Norway ဒီနိုင်ငံတွေကသူတို့တွေကဒီဟာကိုရင်းနှီးမြုပ်နှံလို့သူတို့နိုင်ငံကတကယ်ကိုဟိုလူအရင်မြင့်ကြီးတာရှိရဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်ရက်တည်တယ်ဆိုတော့ကျမတို့ဒီမှာရှိတဲ့မိဘတွေကိုကျမဖိတ်ခေါ်ခြင်းနဲ့လက်တွဲပြီးတော့မှလှုပ်ဆောင်ရအောင်ဒါတွေပြီးလို့ရှိရင်လည်းကျမတို့ဒီနေ့ပြောသွားတာတကယ်ကိုgeneral ပေါ့နော်တကယ်ကိုရေဘူးရအဖြစ်ပြောသွားတာဖြစ်တယ်နောက်နေကြလို့ရှိရင်ထဲဝင်ကိုအုံနောက်ဖွံ့ဖြိုးတိုးတက်အောင်ကျမဘာလုပ်ရမလဲနော်ပြီးလို့ရှိရင်ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်အောင်ဘာလုပ်ရမလဲပြီးလို့ရှိရင်ကျမတို့ဒီကလေးတွေဖွံ့ဖြိုးတိုးတက်အောင်ကျမတို့ဘယ်လိုမျိုးလေးစကားပြောမလဲပန်းပင်ကိုဘယ်လိုမျိုးဟိုရေလောင်းမလဲဆိုတဲ့အတိုင်းကျမတို့အတူတူပေါ့နော်ပညာရှင်တွေကျမတို့ပဲမဟုတ်ဘူးပညာရှင်တွေအများကြီးရှိတယ်ကျမတို့ခေါ်ပေးမယ်ကျမတို့အတူတူလက်တွဲပြီးတော့မှလေလှုပ်ဆောင်ရအောင်ဆိုပြီးတော့မှမိဘတွေကိုဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါ